လို့မင်္ဂလာပါခင်ဗျာဒီကကျတော့ကျွန်တော်တို့ဒီကဘာကားလဲဆိုတော့အကုန်တော့သိနေလောက်ပါပြီချစ်ညီကိုတို့ဒီကဘာကားလဲဆိုတော့အလုံးသိပြီโอเคဒီကကျတော့ကျွန်တော် Pro Box 2019တော့ပါနှစ်ချက်နဲ့ကားလေးပါနော်โอเคမိုးရအောင်လာနေပြီမဲသားပါโอเคဟုတ်ကဲ့ခင်ဗျာဒီကားကိုကျွန်တော်တို့ဒီနေ့ကားတစ်ပေါ့နော်ဒီနေ့ကျတော့ဒီနေ့ထည့်တဲ့မနေ့ပြန်ကားတစ်လေးဟုတ်ကဲ့မနေ့ပြန်တော့ထည့်တဲ့ကားတစ်လေးနော်ကျွန်တော်တို့ဒီမှာကျရင်ပြလိုက်ပြပေးမယ်အများကြီးတော့ခွဲသွားတာမဟုတ်ပါဘူးโอเคပါမယ်နော်ပဒီကမှာကျတော့ကျွန်တော်ပါဝင်တဲ့ချက်ပါမယ်ဒီမှာ lucky လေးဖြစ်မယ်ကျွန်တော်ဒီမှာကျတော့ mirror ဘာညာလေးဘေးနာအဖွင့်ပိတ်လေးရှိမယ်โอเคကျွန်တော်ဒီမှာကီလိုကကျတော့2သိန်းကျော်ပဲရှိမယ်ခင်ဗျာနော်ကီလို2သိန်းကျော်ပဲရှိမယ် TV ရှိမယ် AC ဘာညာရှိမယ်ဒီနောက်ခန်းလေးပါနော် AC ရှိမယ်โอเคကျွန်တော်တင်ပေးတာလည်းဆိုရင်လက်ရှိဒီကောင် Pro Box တွေဆိုရင်ကျွန်တော်တို့18 20နီးပါးရှိနေပြီနော်မော်ဒယ်တော့ကိုချစ်ညီကိုတွေတော်တော်ပြလာတော့နည်းနည်းစုံနေပါပြီရန်နောက်ခန်းလေးပါနော်မစိုးပါဘူးနော်ခန်းလေးပါโอเคကျွန်တော် Pro Box မှာအောက်ပိုင်းလေးကိုတော့ကျွန်တော်အဓိကထားတယ်အောက်ပိုင်းလေးကမကောင်းရင်ဘာမကောင်းโอเคအောက်ပိုင်းလေးအကြည့်မယ်ဟုတ်ကဲ့ကျွန်တော်အောက်ပိုင်းလေးပြတာပါပြီးရင်ကျွန်တော်နောက်ဖုန်းလေးဖွင့်ပြပါဦးမယ်ဖုန်းလေးမှာတန်ကြီးပါနေရှိလားโอเคဘာမှမရှိဘူးဒီမှာလည်းဘာမှမရှိတောက်တွေလည်းအကုန်ပါတယ်ဟုတ်ကဲ့ပါဟဲ့နော်လက်ရှိဒီဟာလေးကျွန်တော် Pro Box လေး2019လေးပြပြီးတော့ပါနော်ဟုတ်ကဲ့ပါ4 wheel လေးပါနော်4 wheel လေးပါဟုတ်ကဲ့ပါနော်ကြည့်ရှုပေးလို့အထူးကျေးဇူးတင်ပါတယ်